အားလုံးပဲမင်္ဂလာပါဆရာကတော့ဒေါက်တာကျော်စေပညာဖြစ်ပါတယ်ဒီနေ့ဆရာပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ကိုဝင်ဆောင်မှာပန်းနာရေးပြယောဂရှိတဲ့သူတွေအတွက်ဘာရေးတတိထားမလဲပေါ့နော်ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဆရာပြောပြပေးတာဖြစ်ပါတယ်နော်အဲ့တော့ကိုဝင်ဆောင်နဲ့ပန်းနာရေးချက်ရှိတဲ့အနေထားပေါ့နော်အဲ့တော့ပန်းနာရေးချက်ယောဂရှိတဲ့သူတွေကဒါကိုဝင်ရသွားတာမျိုးဖြစ်နိုင်တာပေါ့နော်ဖြစ်နိုင်တဲ့အခါမှာကိုဝင်ဆောင်ကာလမှာဒီပန်းနာရေးချက်နဲ့ပတ်သက်ပြီးတော့ဆရာတို့ဘာဘလိုချက်လေးတည်ထားတဲ့လဲဘာရေးတည်ထားမလဲပေါ့နော်ဒီဘိုင်းပတ်သက်ပြီးတော့ဆရာပြောပြပေးပါဖြစ်နော်အဲ့တော့ကိုဝင်ဆောင်ငကိုတွေကပန်းနာရေးချက်ရှိတဲ့လူတွေဆိုရင်ဆရာတို့ကကိုဝင်ဆောင်ကာလမှာနည်းနည်းလေးတတိထားမယ့်အချက်လေးရှိတယ်ပေါ့နော်။ဘာလို့လဲကိုဝင်ဆောင်ကာလမှာကဆရာတို့ဒီကလေးရောအမေရောအတွက်ကိုခန္ဓာကိုယ်ရဲ့ဒီ metabolic ဖြစ်စဉ်ပေါ့နော်။အဲ့တော့ဇီဝကမဖြစ်စဉ်ကညံလာနော်။ညံလာတဲ့အခါကျတော့ဇီဝကမဖြစ်စဉ်ထဲမှာဆရာတို့အောက်ဆီဂျင်သုံးရတော့အဲ့မှာဆရာတို့အောက်ဆီဂျင်နည်းနည်းပို့ပြီးတော့အသုံးများလာနော်။အသုံးများလာတော့အောက်ဆီဂျင်ကောင်းကောင်းရဖို့ဆိုတာကဒါထုံးစံတိုင်းပဲပေါ့နော်။အသက်ရှူလမ်းကြောင်းဆိုင်ရာအလုံးလုံးတဲ့နေရာကြီးကောင်းကောင်းလုံးဖို့တို့တာပေါ့နော်အဲ့တော့အစုပ်တွေတခြားဒီအုံနောက်မှာရှိတဲ့ respiratory center တွေအလုံးကောင်းကောင်းလုပ်ဖို့နော်အဲ့တော့ဘယ်လိုမျိုးလုပ်ဖို့လိုတဲ့အချိန်မှာဆရာတို့ကဒီအောက်ဆီဂျင်ကောင်းနေဖို့ဆိုရင်အစုပ်ကလည်းကောင်းဖို့လိုပေါ့နော်အဲ့တော့ပန်းနာရင်ချက်ရှိလို့တကယ်လို့အောက်ဆီဂျင်ကောင်းကောင်းမရဘူးဆိုရင်ပြဿနာလေးတွေနည်းနည်းရှိတယ်နော်တစ်ချက်နောက်တစ်ခါကျတော့ကိုဝင်ဆောင်ဖြစ်လာတဲ့အခါကျတော့ဒါအမေရဲ့တဲ့အိမ်ကကြီးလာပြီးတော့ကလေးလာရင်လာနေအမျှပေါ့နော်ဆရာတို့ဒီရင်ကောင်းနဲ့ဝန်ပိုက်ကြားမှာရှိတဲ့နေ diaphragm လို့ခေါ်တယ်နေကြွက်သားပေါ့နော်အဲဒီရင်မနဲ့နေဝန်ပိုက်ကိုခြားထားတယ်ကြွက်သားကိုအောက်ကနေလာပြီးပင့်တယ်နော်ပင့်တဲ့အခါကျတော့ဆရာတို့အသက်ရှူတဲ့အခါမှာအဲဒီ diaphragm ကြွက်သားကအောက်ဘက်ကိုဆင်းပေးရတာနော်ဒါပေမဲ့ကိုကကျတော့အောက်ကနေတိမ်ကြီးကသူ့ကိုလာထမ်းထားလို့ပြင်နေတဲ့အခါကျတော့အောက်ကိုကောင်းကောင်းမဆင်းနိုင်တဲ့အခါကျတော့အသက်ရှူရတာပိုခက်တယ်ဒါလူသားမန်ဒီမှာတော့အသက်ရှူရပိုခက်တယ်ပေါ့တော့ပန်းနာရည်တဲ့တမိုင်းမှာဒါလေးနည်းနည်းပို့ပြီးတော့ပြဿနာရှိတယ်ပေါ့နော်နောက်တစ်ခါကျတော့ခန္ဓာကိုယ်ရဲ့ဟော်မုန်းအပြောင်းလဲကြောင့်ပေါ့နော်တစ်ခါကျတော့လေဒီလေပင်တို့ဘာလို့မှရှိတဲ့နေဒီမြူကိုဇာအလွှာပေါ့နော်ဒီနေ larynx ပေါ့ဆရာတို့ဒီအတန်အိုးမှာရှိတဲ့မြူကိုဇာအလွှာတွေကရောင်နာမျိုးနည်းနည်းရှိတဲ့အဲ့အမှာလည်းတက်ရှိနိုင်ကြမှာနည်းနည်းသွားချင်းတာမျိုးဖြစ်တယ်ပေါ့နော်နောက်တစ်ခါကျတော့ကိုယ်စောကာလမှာခန္ဓာကိုယ်ရဲ့ခုခံအားစနစ်အမေရဲ့ခုခံအားစနစ်ကနည်းနည်းအပြောင်းလဲရှိအပြောင်းလဲရှိတဲ့အခါကျတော့အဲ့အချိန်မှာအဲ့လိုခုခံအပြောင်းလဲရနေသစင်ပေါ့နော်ဒီရင်ကျက်ပန်းနာရင်ကျက်ဆိုတာကလည်းအဲ့လိုခန္ဓာကိုယ်ရဲ့ immunity နဲ့လည်းတစ်ခါကျရင်နည်းနည်းဆိုင်တာမျိုးဆိုတော့လေအဲ့အချိန်မှာလည်းရင်ကျက်တာမျိုးနည်းနည်းလေးပိုရှိတယ်သူဒီမြဲလို့ဓမ္မတဲ့ရတော့ဘာလို့လဲပိုဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးအနေထားမှာရင်ကျက်ပိုဆိုးတယ်အဲ့ကြောင့်ကိုဝင်ဆောင်နေမှာအခက်မတင်တော့ရင်ကျက်ကတစ်ခါကျရင်ဆိုးတယ်ဒါပေမဲ့သူကတခြားယောဂတွေနဲ့သိမတူတာကဥပမာတခြားဆရာတို့ပြောဦးရဲ့စီးကြိုတို့ပါလို့နော်အဲ့လိုယောဂတွေနဲ့သိမတူတာကစီးကြိုတို့ပါလို့ဆိုတော့ကိုဝင်ဆောင်ကာလမှာပိုးတာအောင်စိုးတာမျိုးကပိုများတယ်ပေါ့ဒါပေမဲ့ဒီရင်ကျက်ကကြတော့အဲ့လိုမဟုတ်ဘူးလေသူကရင်ကျက်ယောဂရှိတဲ့လူရဲ့3 ပုံ 1 ပုံလောက်ကတော့ကိုဝင်ဆောင်ကားမှာပိုစိုးတာမျိုးရှိတယ်တချို့3 ပုံ 1 ပုံကကြတော့ဒီတိုင်းပဲပေါ့ကိုဝင်ဆောင်မို့လို့ရင်ကျက်ပိုစိုးသွားတာမျိုးမရှိဘူးပေါ့နော်နောက်ထပ်3 ပုံ 1 ပုံကတက်တောင်တက်တာပြီးပြောရတယ်ဒါပေမဲ့အဲ့လိုဘာကြောင့်အဲ့လိုမျိုးစိုးတဲ့လူကစိုးတယ်ကောင်းတဲ့လူကကောင်းတယ်ဆိုတာတော့ဘာကြောင့်လို့ဖြစ်လဲဆိုတော့ mechanism ပေါ့နော်အဲ့ဒါကိုတော့သူတို့မသိဘူးလို့တော့ရေးထားတဲ့စာတွေကတော့လေအဲ့တော့ဆိုတော့ပြောချင်တာကရင်ကျက်ရှိတဲ့ကိုယ်ဆောင်မှာပို့ဆိုးမယ်လို့တော့မဟုတ်ဘူးပေါ့နော်ဒါလေးတစ်ချက်ကကောင်းတဲ့အချက်နော်ကောင်းတဲ့အချက်ပေါ့ဒါပေမဲ့ဆရာတို့ကတတိယထားမှာပေါ့ပို့ဆိုးတဲ့တုံးလို့မှာရှိသေးတာနော်အဲ့တော့ရင်ကျက်ကတကယ်လို့ကိုယ်ဆောင်မှာပို့ဆိုးလာလို့ခုနကပြောသလိုပေါ့နော်အောက်ဆီဂျင်တွေပါလေကောင်းကောင်းမရတဲ့အနေအထားဖြစ်ရင်ကလေးကြီးထွားမှုကိုသွားထိခိုက်ပါပေါ့ကလေးကောင်းကောင်းကြီးထွားဖွံ့ဖြိုးဖို့ဆိုတာကလည်းအောက်ဆီဂျင်လည်းလိုတာပေါ့နော်တခြားတတ်တဲ့ပေါ်လည်းလိုတဲ့ခါကျတော့အမေကရင်ကျက်ရင်ရှိနေပြီးအောက်ဆီဂျင်ကောင်းကောင်းမရရင်ကလေးလည်းပြဿနာတော့တန်နေအဲ့တော့ကလေးကမွေးတဲ့အချိန်မှာကိုယ်လေးချင်းမပြေတာမျိုးเนาะနောက်ကကြလာမစီပဲမွေးတာမျိုးစသဖြင့်ဒါမျိုးလေးလည်းဖြစ်တတ်တယ်လို့တော့ပြောရတယ်ပေါ့เนาะအဲ့တော့ကိုယ်ဆောင်မှာတော့အဓိကအဲ့ပြဿနာလေးအခက်မသိရင်ရှိတတ်တယ်ဒါပေမဲ့တခြားဒီယောဂတွေလောက်တော့အရင်မဆိုးလို့တော့ဆရာတို့ပြောလို့တော့ရပါတယ်ဒါပေမဲ့ဘာပဲဖြစ်တော့ရင်ကျက်ရှိတဲ့လူကိုယ်ဆောင်ပြီဆိုရင်တတိတော့ထားပေါ့နော်အဲ့တော့ငကိုတွေကပန်းနာရင်ကျက်ရှိတယ်ကိုကကလေးယူတော့မယ်ဆိုရင်ဒါဆရာတို့ထုံးစံတိုင်းပဲပေါ့နော်ဒီပန်းနာရင်ကျက်ရဲ့အနေထားကောင်းကောင်းထိန်းနိုင်လားပေါ့နော်ဒီအနေထားကိုဆရာဝန်နဲ့ကြိုတိုင်နေနော်တိုင်ပြီးထိန်းနိုင်ပြီးကိုရင်ကိုလည်းပြဿနာမရှိတော့ဘူးဆိုတော့မှပဲယူတာတော့ပို့ပြီးတော့ကောင်းနော်နောက်တော့ကျွန်တော်ကိုရင်ဆောင်ချိန်မှာရင်ကျက်ကိုလည်းဆရာကတေချာဆက်ထိန်းထားဖို့လို့နော်အဲ့တော့ရင်ကျက်ထိန်းတာလည်းကောင်းတာတစ်ခုပါသွားရင်ကျက်ယောဂမှာသုံးတဲ့ဆေးအများစုပေါ့ဆရာတို့မှာဆေးကောက်တွေရှူကြတဲ့ဟာတွေနော်ဆေးကောက်မှာ Cellbutamol ပေါ့ Ventolin လို့အတိများတယ်ဆေးကောက်ရှိရဒါကျက်တဲ့အချိန်မှာအများကြီးရှူကြတယ်ပေါ့နော်နောက်ကပုံမှန်ရှူတဲ့ဆေးကောက်တွေရှိတယ်နော်ပုံမှန်မနေ့ညပုံမှန်ရှူရတဲ့ preventer or controller ဆေးကောက်တွေရှိရပေါ့နော်အဲ့လိုမျိုးပုံမှန်ရှူရတဲ့ဆေးကောက်တွေပဲ
ဆက်ပြီးတော့ရှူရပါမယ်နော်အဲ့တော့အဲ့အမျိုးလေးတွေကကောင်းတာတစ်ခုကဒီဘန်ဒိုလင်ရောဒီပုံမှန်ရှူရမယ့်ဆေးကောက်မှာပါတယ်တဲ့တဘာဝတွေအများစုကကိုဝင်ဆောင်မှာဆက်သုံးလို့ရတယ်နော်ဆက်သုံးလို့ရတယ်အဲ့ကြောင့်ကိုဝင်ဆောင်မှာဆေးကောက်ရှူသေးရတယ်ဆက်ရှူလို့ရနော်အဲ့လိုပဲပေါ့တောက်ဆေးပေါ့တောက်ဆေးထဲမှာဆက်လို့သုံးရတဲ့မှာ theophylline အုပ်စုတွေပါတယ်နော် montelukast ဆိုတာမျိုးတွေပါတယ်ပေါ့နော်အဲ့လိုမျိုးတွေရတယ်ကိုဝင်ဆောင်မှာကောင်းကောင်းကြီးဆက်ပြီးလို့ရတယ်လို့ပြောပါတယ်နော်ပြောချင်တာကလေးကိုကိုဝင်ဆောင်မှာပြီးလို့ကလေးကိုသိတဲ့ရှိတယ်မှာမပါတဲ့အခါကျတော့ရင်ချက်ကိုထိန်းတဲ့အနေအထားကဆရာတို့နည်းနည်းလောက်ရလွယ်တယ်ပေါ့နော်။ဘာလို့တခြားယောဂတွေဆိုရင်ကိုယ်တော်မှာပြီးလို့မရဘူးဆိုဆေးတွေပြောင်းသွားတာအများကြီးရှိတယ်။ဒီကတော့အဲ့လောက်တော့မရှိဘူးပေါ့နော်။အဲ့တော့အရင်ရှူတဲ့အတိုင်းအရင်တောက်တဲ့အတိုင်းကိုဆရာဝန်တွေတော့တစ်ချက်တော့တိုင်ပေါ့နော်။ဆရာဝန်တို့တခြားကိုပြကြည့်ပေါ့အဲဆေးဟိုတော့ဆက်တောက်လို့ရတာနော်။တစ်ခုပဲပေါ့နော်ဆရာတို့ကဒီတစ်ခါကျရင်ရင်ချက်အရန်ဆိုးတဲ့ခါကျရင်တောက်ဆေး prednisolone လို့ဟာမျိုးတွေပေါ့နော်။ steroid လို့ခေါ်တယ်ဆရာတို့ပြောနေကြအောင်စုပေါ့နော်။အများကြီး prednisolone ပေးနေရတာပေါ့နော်။အဲ့တော့ prednisolone လို့ဆေးမျိုးတွေကတော့အကြာကြီးတောက်ရင်တော့ကိုဝင်ဆောင်ကာလမှာကြာကြီးတောင်းရင်ကလေးအတွက်တိတ်တော့မကောင်းလာဘူးလို့နော်အဲတခုတော့နည်းနည်းပတိထားရတယ်ပေါ့နော်အဲ့တော့နော်ဒီ prednisolone လို့ဆေးမျိုးတွေပြီးတော့နောက်ကဆရာတို့တစ်ခါကျရင်ဆိုရင်ကအဲ့လိုဆက်ဆေးတွေတောက်ကြတယ်တချို့ကြတော့လေရင်ချက်ကိုဆရာဝန်နဲ့တခြားမပြဘူးဆက်ဆေးတွေတောက်တယ်နောက်တချို့တိုင်းဆေးတွေတောက်တယ်ပေါ့နော်အဲ့အမျိုးတွေမှာအဲ့ဒီ steroid ဓာတ်တွေပါနေနော်ကလေးမှာသွားပြီးတော့မွေးရပါလို့ကိုရင်ကချိုရင်းတာတွေကလေးစောမွေးတာတွေနော်အဲ့တော့အဲ့ကလေးမှာတခြားကိုလေးချင်းမပြေရနော်စသဖြင့်ပေါ့ဒါမျိုးတွေတွေ့တတ်တယ်မေမေတွေမှာလည်းဒီ steroid ကြောင့်စီချိုတွေဖြစ်တာတွေပါတယ်လေရှိတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်သူကဒီကိုဝင်ဆောင်ကာလမှာတော့အဲ့ steroid ကိုတော့မလိုအပ်ဘဲနဲ့အကြကြီးတော့မတောက်စေချင်နော်အဲ့တော့တခါတလေလူလို့ပေါ့ရင်ကြက်အရင်ဆိုတဲ့ချိန်မှာညံမိုင်ငါတောက်လိုက်ရတယ်တော့ရှိတတ်ပါတယ်နော်ဒါပေမဲ့ဆရာဝန်ညွှန်ကြားမှာပဲတောက်ကိုတော်နဲ့ကိုဆက်စေးမှဝယ်တောက်ထားမျိုးနော်ပြန်တော့ဟိုတိုင်းစေးမှာပါနေရမျိုးတွေတော့မဖြစ်စေချင်ဘူးပေါ့ဆရာတို့ဒါလေးတော့တစ်ချက်တတိထားဖို့နော်အဲ့တော့ကြတော့ကလေးမွေးတဲ့အချိန်မှာလည်းအများအပြည့်တော့တဲ့ဟိုဒီရင်ချက်ကထဖောက်တာတော့ရှားတယ်လို့ပြောပါတယ်ကလေးမွေးတဲ့အချိန်မှာတော့လေနော်ဒါပေမဲ့တခုပေါ့နော်တခါကျရင်အဲ့လိုဟိုမေ့စေးတို့ထုံစေးတို့သုံးပြီးတော့ကလေးမွေးရတော့မယ်ဆိုရင်တော့သူကဟိုလုံးဝကြီးဟိုတကူလုံးသွားတဲ့ general anesthesia ထက်ဆိုင်ပေါ့နော် regional anesthesia ပေါ့အဲ့တော့ဟိုမေ့စေးထက်ဆိုင်ဆိုတော့ဘာမှလို့ကတော့ထုံစေးလို့သုံးရမယ်နော်အဲ့တော့ regional anesthesia တွေကိုပို့ပြီးတော့သုံးစေချင်တယ်လို့ပြောတာတော့မွေးတဲ့အချိန်မှာအဲ့လိုမျိုးထုံစေးမေ့စေးသုံးမယ်ဆိုရင်ထုံစေးဘက်ကိုပဲပို့သုံးပေါ့နော်ဒါမေ့စေးကတော့တိတ်မသုံးတာများပါတယ်နော်အဲ့ဆိုတော့တခုရှိနော်နောက်တော့ကိုဝင်ဆောင်ကာလမှာဒီရင်ကျက်ကြောင့်တော့ပြဿနာဘာဖြစ်တယ်လဲဆိုတော့ကိုဝင်ဆောင်ကြောင့်မဟုတ်ဘဲနဲ့ရင်ကျက်ရဲ့ပုံမှန်ဖြစ်နေကြပြဿနာလေးတော့တတိထားရတာပေါ့နော်ခုနကပြောသလိုရင်ကျက်ပို့ဆိုးသွားတာရှိတယ်နော်ရင်ကျက်ကြောင့်ခက်မသိရင်အသက်ရှူတာကောင်းကောင်းမရှူနိုင်တော့တဲ့ခါကျတော့အသက်ရှူသက်တင်လိုက်ရတာမျိုးတွေနောက်တစ်ခါကျတော့ရင်ကျက်ရဲ့နောက်ဆက်တွဲအနေနဲ့အဆုပ်လေးအိတ်လေးပေါက်ပြီးတော့ဒါဟိုအဆုပ်အမေလေးကိုလေးဝင်နေပေါ့နော်ဆရာတို့ပြောရင်ညို့တော့တော့ပေါ့ဒါမျိုးတွေဖြစ်တာတော့တတိတော့ထားမှာပေါ့နော်ဒါတော့ရင်ကျက်ရဲ့ပြဿနာကိုဝင်ဆောင်ကြောင့်တက်ဖြစ်တာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ရင်ကျက်ကိုဝင်ဆောင်ပဲဖြစ်ဖြစ်ကိုဝင်ဆောင်တဲ့လူမဟုတ်ပဲဖြစ်ဖြစ်ပေါ့နော်ရင်ကျက်ရှိရင်တော့ဒါမျိုးတွေရောတတိထားမယ်နော်နောက်တော့ကျတော့ရင်ကျက်တို့ရဲ့ထုံးစံတိုင်းပဲပေါ့နော်ဒါကတော့ဆေးတွေပဲပုံမှန်ရှူပုံမှန်တောင်းရမယ်အပြင်ကိုဆရာတို့ဒီဓာတ်မသိတဲ့အရာတွေပေါ့နော်ကိုယ်နဲ့ဓာတ်မသိတဲ့အရာတွေနော်အစားအသောက်တွေလည်းဖြစ်မှာပေါ့နော်အဲ့တော့တခြားနန်းတွေဥမေတွေနော်အမီကိုတွေစသဖြင့်ဒါမျိုးတွေကိုလည်းတခြားရှာဖို့ထုတ်ပါနော်အဲ့တော့ကိုဝင်ဆောင်ကာလမှာလည်းဒါမျိုးတွေတော့ရှူနေတာပဲဆိုရင်ပို့ပြီးတော့ကျတ်သွားတာမျိုးဖြစ်ပါတယ်ပေါ့နော်အဲ့ကြောင့်ဘလိုပဲဖြစ်ဖြစ်ကတော့ဆရာတို့ပြောနေကြပဲပေါ့နော်ဟိုကိုဝင်ဆောင်မိခင်တယောက်ကဒါသူ့မှာတခြား medical disease ပေါ့ဒါဆိုတော့ဘဏ္ဍာရင်ကျက်ပေါ့နော်ရှိပြီဆိုရင်တော့ဟိုကိုကကိုရဲ့တရားရှိမှန်းသိနေရင်ကိုဝင်မဆောင်ခင်မှာလေကဆရာဝန်ရဲ့တစ်ချက်တော့တိုင်ပင်တင်တယ်ကိုရဲ့ဘဏ္ဍာရင်ကျက်အနေထားဘယ်လောက်ထိထိန်းနိုင်နေလဲဆိုတော့ဆရာဝန်ကိုတရားတိုင်ပင်တင်တယ်နော်အမှန်မှာကိုဝင်ယူဖို့အစီအစဉ်ရှိရဆိုတဲ့အကြောင်းဆရာဝန်ပြောပြနော်အဲ့တော့ဒီရင်ကျက်ယောဂကိုတရားထိန်းနိုင်တဲ့အခါကျတော့မှပဲကိုဝင်ယူပေါ့နော်အဲ့တော့ကိုဝင်ဆောင်ကာလရောက်သွားပြီဆိုရင်လေဒီရင်ကျက်ယောဂကိုတေချာထိန်းဖို့နော်ဆရာဝန်နဲ့တေချာပြတာပြီးတော့ဆရာတို့ပြောနေကြဆိုရင်တော့ joint care ပေါ့နော်ဆရာတို့ဆိုရင်တော့ဆေးပညာထူးခုပေါ့ဒါဆရာတို့ရင်ကျက်ပိုင်းအောင်ဒီကကူတာပေါ့နော်နောက်ကိုဝင်ပိုင်းကတော့ဆရာတို့တောက်ခွင့်မရထူးခု OG နဲ့ပါမှာပေါ့အဲ့တော့တောက်ခွင့်မရဆရာဝန်ဟောဒီဘက်ကထူးခုသမားတော်နဲ့ပေါင်းပြီးတော့ကူတဲ့ဟာကိုဆို joint care လို့ခေါ်ကြနော်အဲ့လိုမျိုးနဲ့တေချာလေးပြတာပြီးတော့ဒါမိခင်ရောကလေးရောနေကောင်းအောင်နော်တေချာထိန်းသွားတင်တယ်ပေါ့နော်အဲ့တော့တိတ်အရင်မစိုးဘူးဆိုပေမဲ့လည်းခက်မတင်မနိုင်ရက်ပြီးထားပေါက်တာမျိုးရှိတယ်နော်ကိုဝင်ဆောင်ကာလမှာဖြစ်တော့ဆရာတို့ကပိုတတိထားရတာပေါ့နော်မိခင်ရောကလေးတော့ပြဿနာရှိတယ်နော်အဲ့ဒါမျိုးလေးကိုတေချာအထူးစိုက်ဖို့လေမှာကြားချင်ပါနော်အဲ့တော့ဆရာကတော့ထောက်ဆံနိုင်ပေါ့နော်ဆရာတို့ခုလိုမျိုးကျမကြီးနဲ့အကျိုးရှိမဲ့ကျမကြီးတို့ကိုအကျိုးရှိမဲ့ကျမကြီးပညာပေးဗီဒီယိုတွေကိုလည်းနောက်ပိုင်းမှာဆက်လက်ပြီးတော့လုပ်ပြီးတော့မှာဖြစ်တဲ့ဆရာတို့ရဲ့ page လေးတွေကိုလည်းတင်ဆက်လုပ်ပေးထားဖို့လည်းဖိတ်ခေါ်ချင်ပါတယ်နော်အဲ့တော့အားလုံးပဲဆရာဗီဒီယိုကြည့်ရှုကြရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်